နေစဉ်မပြတ်စေနဲ့တလနေလို့လည်းမပြတ်စေနဲ့တစ်နှစ်နေလို့လည်းမပြတ်စေနဲ့အဲ့လိုနဲ့လောက်ပါများပြီဆိုရင်ဟာငါဘုရားစီပြီးပူဇော်တာ2 နှစ်တောင်ရှိပြီ3 နှစ်တောင်ရှိပြီမပြတ်ခဲ့ဘူးဆိုပြီးဒီလိုဆွဲမြဲပြောလို့ရထို့တူပဲနေစဉ်တို့တွေပိတ်တို့ပါတော့ရွတ်ကြနေစဉ်ဝတ်ထားပြီးတော့ရွတ်ဘယ်ချိန်ရွတ်မယ်အဲ့ဒါရွတ်တာရွတ်အဲ့ဒါဘုရားရေတော်တင်မယ်ဆိုလို့ရှိရင်လည်းပဲရေတော်ဆွဲမြဲတင်ဘုရားเจ้าတော်တန်ရှင်းရေးလုပ်မယ်ဆိုရင်ဆွဲမြဲလုပ်အဲ့လိုကုသိုလ်ရေးရာနဲ့ပတ်သက်ရင်ဆွဲမြဲလောက်တာမျိုးကိုတရားနာပြည့်တဲ့အဋိဌာနာလို့ခေါ်တယ်နော်ခုလှုပ်ခြင်းတဲ့အခါလှုပ်လိုက်မလှုပ်ခြင်းတဲ့အခါပြစ်ထားလိုက်ဒီလိုပုံစံမျိုးမလုပ်ရဘူးအဲ့တော့အလှုပ်တဲ့အခါမှာဆွဲမြဲလုပ်ရတယ်အထူးသဖြင့်ကုသိုလ်ရေးရာလုပ်ငန်းတွေမှာဆွဲမြဲလုပ်ရတယ်အဲ့ဒီကုသိုလ်ရေးရာလုပ်ငန်းကိုဆွဲမြဲလုပ်တဲ့အဋိဌာနာပါရမီကြတော့ဘလို့ဖြစ်ကျင့်ရမှာတော့ဆိုတော့ယထာပိပပတ္တောသေလောအာဇလောသုပ္ပဒိဋ္ဌိတောနာကမ္ပတိဘုဒ္ဓဝါတေဟိတကဌာနေဝဒိဋ္ဌတိအာဇလောလှုပ်ရှားရင်းရံမှုမရှိသောသုပ္ပဒိဋ္ဌိတောကောင်းစွာတည်နှံ့သောသေလောကြောက်တောင်းကြီးသည်ဘုဒ္ဓဝါတေဟိပြင်းထန်စွာလာသောလေမုန်တိုင်းတို့ကြောင့်နာကမ္ပတိယထာမတုံလှုပ်လေတဲ့ကဲ့သို့တက္ကဌာနေဝမိမိရဲ့နေရာဌာန၌သာလျင်တိဋ္ဌတိယထာခိုင်ခိုင်မာတီးလေတဲ့ကဲ့သို့အဋိဌာနာပါရမီကိုဥစဉ်တို့တရားနာပြည့်တဲ့ရေကြောက်တောင်ကြီးလို့ပြုကျင့်ရမယ်တဲ့။ဘာကြီးကဲ့သို့လဲတော့ကြောက်တောင်ကြီးတဲ့အဲ့ဒီကြောက်တောင်ကြီးကဥစဉ်တို့တရားနာပြည့်တဲ့ရေတခဲနဲ့တိတ်သေးချီတယ်အတွင်းထဲကအခေါင်းလည်းမရှိဘူးကြောက်တောင်ကြီးအဲ့ဒီကြောက်တောင်ကြီးအရက်4 မျက်နှာအရက်10 မျက်နှာကလေတွေတိုက်လို့ဆိုပြီးတော့လှုပ်သွားတာရိမ့်သွားတာရိုင်သွားတာရှိလားရှိပါဗျာအရှိဘက်ကလေတွေတိုက်လိုက်တယ်ဟာအနောက်ဘက်တောင်ကြီးရွေ့သွားရှိဘူးအနောက်ဘက်ကလေတွေတိုက်လိုက်တယ်ဟာတောင်ကြီးကိုအရှိဘက်ကိုရွေ့ပါသွားတာပဲဒီလိုမရှိဘူးအရက်4 မျက်နှာအရက်10 မျက်နှာဘယ်ဘက်ကတိုက်တဲ့လေတွေကြောင့်သူတို့ဟာအဲ့ဒီကြောက်တောင်ကြီးကနေရာကရွေ့မသွားတယ်လို့တဲ့တထေဝတွန်အဋိဌာနေသဗ္ဗတအာဇလောဘဝအဋိဌာနပါရမီတံကန္တဝသံဘောဓိပါပုနေတတိတထေဝတို့ဒုသာလျင်တွန်းသင်သည်အဋိဌာနေမိမိရဲ့ကုသိုလ်လုပ်ငန်းကိုဆွဲမြဲလုပ်ရတဲ့သဗ္ဗရာခါကတိအာဇလောလှုပ်ရှားခြင်းရိုက်မှုမရှိသည့်ဘဝဖြစ်ပါလောအဋိဌံကုသိုလ်လုပ်ငန်းကိုလုပ်တယ်ဆိုလို့ချင်းအဲ့ဒီလိုခိုင်မြဲလုပ်ရမှာတခါတည်းလှုပ်တော့ပါတော့လှုပ်တယ်ဆိုလို့ရင်ကြားထဲမှာအနှောက်ယှက်တော့ပါတော့ပေါ်လာတတ်တယ်ပေါ်လာတဲ့အခါကျတော့စိတ်ဓာတ်တွေကြာပြီးတော့မလှုပ်ဘဲနဲ့နေတာမျိုးမဖြစ်စေရဘူးလူမှုရေးလုပ်ငန်းတွေလုပ်တယ်ဘာလုပ်ငန်းတွေလုပ်တယ်သူများတွေကပြောကြတယ်ဝေဖန်ကြတယ်ဘာလို့ဆိုလို့ရင်တီတိုတပန်းဖို့နဲ့ပြောကြတယ်အားရတာတွေကိုခံနိုင်ရင်မရှိဘူးတော်ပြီမလှုပ်တော့ဘူးငါ့ကိုဝေဖန်ကြတယ်စိတ်ဓာတ်တွေပြဲပြီးတော့မလှုပ်ဘဲနဲ့နေကုသိုလ်ရသေးလားမရတော့ဘူးတဲ့နော်ဒါကြောင့်မို့ဘလို့အကြောင်းအရာတွေနဲ့ကြုံအလုပ်တစ်ခုကိုဆွဲမြဲလုပ်ဘလို့အနှောက်အယှက်တွေနဲ့ကြုံအလုပ်တစ်ခုကိုဆွဲမြဲလုပ်ဥပမာအပြင်ပြောမှဆိုရင်ကြောက်တောင်ကြီးလေမုန်တိုင်းတွေဘလောက်ကြီးတိုက်နေရာကမရွေ့တယ်လို့ကိုယ့်ရဲ့ကုသိုလ်လုပ်ငန်းဆွဲမြဲလုပ်ရာကနေပြီးတော့ရွှေ့ရှားပြီးတော့မသွားပါနဲ့တဲ့ဒါကနံပါတ်8ပါရမီပေါ့နံပါတ်9ကြတော့ဘာပါလဲမေတ္တာပါရမီဘာပါရမီလဲတော့မေတ္တာပါရမီပါဗျာအဲ့ဒီမေတ္တာပါရမီဆိုတဲ့နေရာမှာမေတ္တာဆိုတာကလည်းပဲပါဠိစကားပဲမြန်မာစကားမဟုတ်ဘူးနော်မေတ္တာဆိုတာကမိတ်ဆွေစိတ်ဓာတ်မေတ္တာဆိုတာဘာလဲတော့မိတ်ဆွေစိတ်ဓာတ်ပါဗျာကိုချစ်ခင်မြတ်လို့ပြီးတော့နေတဲ့ပုဂ္ဂိုလ်ကိုဦးဇင်းတော်တရားနာပြီးတဲ့ရေကြီးပွားတိုးတက်တာလိုလားသလားပျက်စီးသွားတာလိုလားသလားကြီးပွားတိုးတက်တာလိုလားကိုယ့်ရဲ့မိတ်ဆွေဆိုရင်တိတ်ချမ်းသာစေခြင်းနဲ့တိတ်တိုးတက်စေခြင်းနဲ့စီးပွားရေးတွေဖြစ်စေခြင်းနဲ့အဲ့လိုမိတ်ဆွေစိတ်ထားကိုမေတ္တာလို့ခေါ်တယ်နော်ရန်သူနဲ့မတူဘူးဒေါသရဲ့ဆန့်ကျင်ဘက်နော်အဲ့ဒီမေတ္တာပါရမီကြတော့ဘလို့ဖြစ်ခြင်းရမှာတော့တဲ့ဒီမှာဥပမာလေးပြောထားတာကောင်းတာပဲသူကလည်းယထာပိဥဒကနာမကလျာနေပါပကေစနေ
သမံပရတိတိတေနာပါဝဟေတိရဇောမလံဥဒကနာမယေမိတိကလျာဏီကောင်းကုန်သောဇနေစလူတို့ကို၎င်းပါပကေယုံမာကုန်သောဇနေစလူတို့ကို၎င်းတမန်ညီတူညီမြတိတေနအချမ်းအေးဖြင့်ဖရတိယထာပြန့်နှံ့လေတဲ့ကဲ့သို့ရဇောမလံခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့မြူအညီအကြေးကိုပဝါဟေတိယထာဖယ်ရှားပေးလေတဲ့ကဲ့သို့ပြောချလေတဲ့ကဲ့သို့မေတ္တာပါရမီကိုဆိုရင်ဦးဇင်းတို့တရားနာပြီးတဲ့ရေလူဖြည့်ကျင်ရမှာဘယ်လိုဖြည့်ကျင်ရမှာလဲတော့ရေဆိုတဲ့အရာဝတ္ထုကတဲ့သူတော်ကောင်းမဟုတ်တဲ့လူယုံမာတွေကချိုးလည်းပဲအေးပေးလိုက်တာပါပဲတဲ့သူ့ရဲ့ဆွမ်းအားလျော်စွာဟလားသူယုံမာရဲ့ခန္ဓာကိုယ်ပေါ်မှာရှိပြီးတော့နေတဲ့ဂျေးတွေညော်တွေဒီလိုအငြိဂျေးတွေဖုံတွေမြူတွေအငြိဂျေးတွေကိုလည်းပဲဆေးကြောပြီးတော့ပေးလိုက်တာပါပဲထို့အတူသူတော်ကောင်းကနေပြီးတော့သူ့ကိုချိုးတယ်ဆိုလို့ရှိရင်လည်းသူကအေးပေးလိုက်တာပါပဲအငြိကြေးတွေကိုဖယ်ရှားပေးလိုက်တာပါပဲတဲ့လူရွေးလားပေးပါဗျာလူယုံမှာပဲဟဲ့ငါကတော့အေးမပေးနိုင်ဘူးနော်လူယုံမှာပဲဟဲ့သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအငြိကြေးတွေငါဖယ်ရှားမပေးနိုင်ဘူးဒီလိုမရှိဘူးတဲ့လူယုံမှာပဲဖြစ်ဖြစ်သူတော်ကောင်းပဲဖြစ်ဖြစ်တဲ့အဲ့ဒီရေကညီတူညီမျှမျက်နာမလိုက်ဖက်နဲ့အေးမြပြီးတော့ပေးတယ်ညီတူညီမျှပဲဟောမျက်နာမလိုက်ဖက်နဲ့သူတို့ရဲ့တဏ္ဍာမှာရှိပြီးတော့နေတဲ့အငြိကြီးတွေကိုဖယ်ရှားပြီးတော့ပေးတယ်တဲ့အဲဒီလိုပါပဲတထေဝတောဣတာဣတေတမံမေတ္တာယပဝေယမေတ္တာပါရမီတံကန္တဝသံဘောတိပါပုဏိတတိတထေဝတောဒုသာလျင်တွင်သည်ဟိတာဣတေမိမိပေါ်မှာစီဝါကိုဆောင်ရွက်သောပုဂ္ဂိုလ်စီးပွားမဲ့ကိုဆောင်ရွက်သောပုဂ္ဂိုလ်နဲ့တမန်ညီတူညီမျှမေတ္တာယမေတ္တာတရားဖြင့်ချစ်ခင်ခြင်းသဘောတရားဖြင့်ပါဝေယပွားများပါလေလောအဲ့ဒီလိုရည်လိုပဲတဲ့ထို့အတူမိမိပေါ်မှာစီးပွားကိုဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်စီးပွားမဲ့ကိုဆောင်ရွက်တဲ့ပေးတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တာမပြတ်ပါနဲ့တဲ့ဘာမပြတ်ရဘူးတဲ့နော်မေတ္တာတော့ပို့တော့ပို့ကြပါလေတပ်ပိတတ္တဝိနည်းဟုတ်လားလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမေတ္တာတော့ပို့နေတယ်နော်ဘယ်သူတော့အလို့ဆိုလို့ရှိရင်ဒါမျိုးဖြစ်ပါမလားမဖြစ်ဘူးရှိရှိသမျှတတ္တဝါတွေပေါ်မှာမေတ္တာတရားမပြည့်ရဘူးမေတ္တာကွက်ကြားမှုမရွာရဘူးတဲ့ဟုတ်လားမေတ္တာပို့တယ်မေတ္တာပို့တယ်ဆိုရင်စိတ်ထဲကတော့မပါဘူးနှုတ်ကတော့ကျမ်းမာကြပါစေချမ်းသာကြပါစေဆိုရင်လည်းဒါလည်းမေတ္တာစေလားမစေဘူးအဲ့ဒါကြတော့မေတ္တာပို့တယ်လို့ပြောလို့မရဘူးမေတ္တာရွတ်တယ်လို့ပြောရမှာဟုတ်လားစိတ်ထဲနှလုံးသားတွေကကိုတကယ်ကိုအားလုံးသောပုဂ္ဂိုလ်တွေမှာညီလူညီမျှကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ကိုယ့်ရဲ့မိတ်ဆွေလိုဖြစ်စေခြင်းနဲ့ဆိုပြီးတော့ဒီလိုဖြစ်ရမှာကဲခြုံငုံပြီးတော့ပြောကြဆိုရင်မေတ္တာပါရမီကိုဘယ်လိုဖြည့်ကျင့်ရမလဲရေလိုဖြည့်ကျင့်ရမှာနော်နောက်ဆုံးပါရမီကတော့ဥစဉ်တော်တရားနာပြည်တဲ့ဘာပါရမီလဲတော့ဥပိ္ခာပါရမီဥပိ္ခာဆိုတာကလေးလျူရှုတာဥစဉ်တော်ရထက်မှာနားလည်နေတဲ့စကားနဲ့မတူဘူးအရထက်မှာကတော့ဥပိ္ခာဆိုတာကိုဘယ်လိုနားလည်ပြီးတော့နေလို့ဒီကောင်လေးပြောမရဆိုမရပြစ်ထားလိုက်တော့မယ်ဥပိ္ခာပြုလိုက်ဒါမျိုးမပြောဘူးလားဂယုမဆိုင်ပဲနဲ့ပြစ်ထားတာကိုဥပိ္ခာပြုတယ်ဥပိ္ခာပြုတယ်ဆိုပြီးတော့ပြောနေကြတယ်အမှန်ကဥပိ္ခာဆိုတာအဲ့ဒီသဘောမဟုတ်ဘူးဥပိ္ခာရဲ့သဘောကအလဲအလတ်သဘောမှာရက်တည်တဲ့သဘောတရားသူတော်ဘာတွေကကိုယ့်အပေါ်မှာကောင်းတာလုပ်ပြီးလို့လည်းပဲကောင်းတာလှုပ်မကောင်းတာလှုပ်စိတ်ကိုညီတူညီမျှထားတဲ့သဘောပဲဒီသဘောတရားကိုဥစဉ်တို့တရားနာပြတဲ့ဥပိ္ခာလို့ဒီလိုခေါ်တယ်ဆိုကြပါစို့အသင်းအဖွဲ့တွေဖွဲ့စည်းကြအသင်းအဖွဲ့တွေကနေပြီးတော့လူမှုရေးအဖွဲ့တွေပါတယ်လောက်ကြတယ်ချီးမွမ်းတဲ့ပုံကိုလည်းမရှိဘူးလားရှိတယ်ကဲ့ရတဲ့ပုံကိုလည်းမရှိဘူးလားရှိတယ်တခါတရံကျတော့တချို့ကိုကနေပြီးတော့ကူညီလိုက်တယ်ကူညီလိုက်ပါရဲ့တန်းတယ်ကျေးဇူးကိုမသိတာပဲနဲ့ကိုစော်ကားတဲ့ပုံကိုလည်းမရှိဘူးလားရှိတယ်
အဲ့လိုသူများတွေကချီးမွမ်းတာစော်ကားတာတွေကိုတဲ့စိတ်ထဲမှာမထားဘဲနဲ့နော်လေးလျူရှုပြီးတော့စိတ်ကိုပုံမှန်အတိုင်းဟိုဘက်ဒီဘက်မပါဘဲနဲ့မျှမျှတတာနေတာသဘောကြတဲ့ဘက်လည်းမပါဘူးသဘောမကြတဲ့ဘက်လည်းမပါဘူးစိတ်ကိုထားတာတော့ဥပိ္ပခာပါရမီဆိုတာကဥသိတို့တရားနာပြီးတတ်ရေအရက်ထက်ကနားလေဆိုတော့တော်ကွာမလုပ်တော့ဘူးငါတော့ပြစ်ထားလိုက်မယ်ဆိုပြီးတော့ဒါမျိုးကဥပိ္ပခာဟုတ်လားမဟုတ်ဘူးကိုကနေပြီးတော့သူတစ်ပါးကိုကူညီတယ်အဲ့ဒီကူညီလိုက်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ကိုယ့်ပေါ်ပူဇော်တာရှိမယ်စော်ကားတာရှိမယ်အဲ့လိုလောက်ရက်တွေကိုလေးလျူရှုထားနိုင်တာဒါမျိုးကိုဘာလို့ခေါ်တော့ဥပိ္ပခာလို့ခေါ်တယ်တို့နားလည်နေတာနဲ့တူလားမတူဘူးနော်ဒါကြောင့်အသင်းအဖွဲ့သမားတွေဒါဂယုဆိုင်ရမှာပေါ့နော်တခါတရံကိုကနေပြီးတော့ကူညီလိုက်ပါရဲ့ကိုကိုပြန်ပြီးတော့စော်ကားသေးနော်ဒါမျိုးလည်းပဲကြုံတွေ့ရတယ်ဟောတချို့ကြတော့လည်းပဲကျေးဇူးတင်နေလာပြီးတော့ရှ िख ိုးလို့ကြော့လို့ဟောဒါမျိုးလည်းပဲကြုံတွေ့ရတာပဲနော်အဲ့ဒါမျိုးတွေကိုตาရပြီးတော့မနေရဘူးစိတ်ဆိုးစိတ်ပြက်ပြီးတော့မနေရဘူးဒန်းတူရှုနိုင်တဲ့သဘောတရားဒါကိုဥပိ္ပခာမိမိကူညီလိုက်တဲ့ပုံကိုယ်တွေကနေပြီးတော့ကိုယ့်အပေါ်မှာပြုမှုတဲ့အပြုမှုတွေကိုလေးလျူရှုနိုင်တဲ့သဘောတရားဒါကိုဥပိ္ပခာလို့ခေါ်ပြီးတော်ပြီးမလုံးတော်ဘူးဆိုတာကိုဒါဥပိ္ပခာလို့ခေါ်တာမဟုတ်ဘူးနော်အဲ့ဒီဥပိ္ပခာပါရမီကြတော့ဥစဉ်တို့တရားနာပြီးတဲ့ဘလို့ဖြစ်ခြင်းရမှာတော့ဆိုရင်ခန္တီပါရမီလိုပါပဲတဲ့ယထာပိပတ္တဝိနာမနေခိတံသူစိန်အာသူစိန်ဥပိကတိဥဘောပေတေကောပါနုနေယဝေစီတာပထဝီနာမမပထဝီမြေကြီးသည်နေကိတံချတံသောသူစိန်ပြီးစင်ကြယ်သောအရာကို၎င်းအာသူစိန်ပြီးမစင်ကြယ်သောအရာကို၎င်းဥဘောပိနကုလုံးမွန်သောအရာတော်ကိုလည်းပဲဥပိကတိယထာလေးလျူရှုလေတဲ့ကဲ့သို့ကောပါနုနေယဝေစီတာစိတ်ဆိုးခြင်းလိုက်လျောလောဘဖြစ်ခြင်းတို့ကိုရှောင်ရှားသည်ဖြစ်၍ဥပိကတိယထာလေးလျူရှုလေတဲ့ကဲ့သို့မြေကြီးကတဲ့သူ့ပေါ်မှာကောင်းတာတွေနဲ့ပူဇော်တယ်ဆိုလို့ရှိရင်လည်းသဘောကျပြီးတော့မနေဘူးပုံမှန်ပဲနော်သူ့ကိုမကောင်းတာတွေနဲ့နော်အညစ်အကြေးတွေနဲ့သူ့ပေါ်မှာစွန့်ချတယ်ဆိုလို့ရှိရင်လည်းစိတ်ဆိုးပြီးတော့နေလားမနေဘူးပုံမှန်ပဲကိုလှုပ်ရှားရှိတာလှုပ်တာပဲဟုတ်လားအဲ့ဒီတိုင်းပဲလှုပ်ကြပြီဆိုလို့ရင်ကိုလှုပ်ရှားလို့ချီတာလှုပ်သူများတွေကချီးမွမ်းတာကဲရတာဒါတွေကိုသဘောထားပြီးတော့မနေပဲနဲ့ကိုလုံးစရာရှိတာလေးလျူရှုပြီးတော့တန်တမတ်မတ်လုံနိုင်တဲ့သဘောတရားကိုဥစဉ်တို့တရားနာပြည့်တဲ့ရေဥပိ္ပခာလို့ခေါ်တထေဝတွန်ပိဒုက္ခဒုက္ခေတုလာဘုဒ္ဓတတာဘဝဥပိ္ပခာပါရမီတံကန္တဝသံဘောဓိပါပုနိတတိတထေဝတုတ်တုသာလင်တွန်သင်သည်ဒုက္ခဒုက္ခေချမ်းသာစင်ရ၌တုလာဘုဒ္ဓချိန်ဝင်တကယ်သို့ချိန်ဝင်ကဲ့သို့ဖြစ်သည်တရာကကသိဘဝဖြစ်ပါလော့ဥပိ္ပခာပါရမီတံဥပိ္ပခာပါရမီတို့ကန္တဝဖြစ်ခြင်းပြီး၍တွန်သင်သည်တံဘောဓိရတ္တမဉ္ဇတဝိညုတဉာဏ်တော်သို့ပါပုနိတတိရောက်ရပါလိမ့်မည်ဣတိဤတော့လည်းယံသူမေရပန္တိတော်သူမေရဒုက္ခမိန်သည်အတ္တနာမိမိကိုယ်ကိုဩဝတိကောင်းစွာမသွေဆုံးမခဲ့လေတတိအဲ့လိုဥပိ္ပခာပါရမီဖြစ်ခြင်းနဲ့ဆိုလို့ရင်ချမ်းသာနဲ့ပဲတွေ့ဆင်းရဲနဲ့ပဲတွေ့တဲ့လေးလျူရှုနိုင်ရမယ်ချိန်ခွင်လိုလေးလျူရှုနိုင်ရမယ်ဘာကဲ့သို့လဲနော်ဘုရားတော်တရားနာပြည်သားများချိန်ခွင်ဆိုတာမြင်မှုတာပေါ့နော်အလေးချိန်တွေများချိန်ကြပြီဆိုလို့ရှိရင်တစ်ဖက်ဖက်ကနေပြီးတော့ပို့သွားပြီဆိုလို့ရှိရင်ချိန်ခွင်ကရှာထုတ်မပြဘူးလားမဟုတ်ဘူးဆိုရင်ရှာထုတ်ပြတယ်ဆိုတာသူနော်မားတယ်ဆိုလို့ရှိရင်ရှာထုတ်ပြတယ်ဆိုတာသူချိန်ခွင်နော်တစ်ဖက်ကဖက်ကနေပြီးတော့ပို့နေတယ်ဆိုလို့ရင်သူရှာထုတ်ပြအဲ့တော့နှစ်ဖက်ညီပြီးတော့နေမယ်ဆိုလို့ရင်သူကရှာကိုထုတ်မပြဘူးအဲ့တော့ချမ်းသာနဲ့ပဲတွေ့ဆင်းရဲနဲ့ပဲတွေ့အဲ့ဒီမြေကြီးလိုပဲပုံမှန်အတိုင်းဖြစ်ပြီးတော့နေရမှာတဲ့ဥပိ္ပခာပါရမီကိုအဲ့ဒီလိုဖြစ်ခြင်းရမှာအဲ့တော့ကိုလှုပ်လိုက်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူများတွေကစော်ကားလို့ဆင်းရဲရင်လည်းပဲပုံမှန်ပဲ
နော်သူများတွေကနေပြီးတော့ချီးမွမ်းရင်လည်းပဲပုံမှန်မဲ့ဒီလိုဖြစ်ရပါမယ်တဲ့ဒါဥပိ္ပခာပါရမီဖြစ်ခြင်းပေါ့ပါရမီဘယ်နှပါးပြည့်သွားပြီတော့10ပါးပြည့်သွားပြီအမလီတဏှာကြီးခွဲနဲ့ကုံအောင်ပြောလိုက်ရတာမနေ့ကိုကြိုးစားပြောရတယ်နော်ဒါနလိုက်ပြီးတော့ဆိုလိုက်ပါအောင်10မျိုးသလုံးမှတ်မိသွားအောင်ဒါနသီလနိက္ခမ္မာပညာဝိရိယခန္တီသစ္စာအဋိဋ္ဌာမေတ္တာဥပိ္ပခာပါရမီ10ပါးမြတ်တရားမမမကုန်ကြပါရမီ10ပါးရှိတယ်တဲ့အဲ့ဒီ10ပါးကိုအစဉ်တိုင်းရည်တွက်ပြပါဆိုရင်ဒါနပါရမီသီလပါရမီနိက္ခမ္မပါရမီပညာပါရမီဝိရိယပါရမီဟုတ်လားနောက်ပါတော့ခန္တီပါရမီသစ္စာပါရမီအဋိဋ္ဌာဏပါရမီမေတ္တာပါရမီဥပိ္ပခာပါရမီဘယ်နှမျိုးတော့10မျိုးပါဗျာအေးအဲ့ဒီ10မျိုးနဲ့ပတ်သက်ပြီးတော့ဖြည့်ကျင့်ပုံဖြည့်ကျင့်ဒီနမူနာဥပမာယူစရာဆိုရင်ဒါနပါရမီဆိုရင်ရေပြေအိုးမောက်သွန်ချသလိုသီလပါရမီဆိုရင်စမရီသားကောင်ကသူ့ရဲ့မိဇံကိုအသက်တာအသေးခံမဲ့အပြတ်မခံမဲ့နဲ့ထိမ့်သိမ်းစောင်းရှောက်သလိုနိက္ခမ္မပါရမီဆိုရင်အချုပ်နှောင်အိမ်ထဲမှာနေခဲ့ရတဲ့ယောက်ျားလွတ်လန်းကိုသာအမြဲတမ်းရှာကြံသလိုပညာပါရမီဆိုရင်သွန်ခံကိုတော့အယုတ်လက်အမြတ်မြွေအိမ်ဒီမှာလှဲ့လဲပြီးတော့သွန်ခံသလိုဟုတ်လားဝိရိယပါရမီဆိုလို့ရှိရင်သားတို့တနေချင်းသိမင်းဟာဣရိယာပု၄ပါးလုံးမှာဝိရိယရှိနေသလိုခန္တီပါရမီဆိုလို့ရှိရင်မြေကြီးဟာသူ့ပေါ်မှာကောင်းတာမကောင်းတာပြစ်ချသီးခံပြီးတော့နေသလိုနောက်တစ်ခါသစ္စာပါရမီဆိုလို့ရှိရင်တောက်ကြကျဲဒူဝန်ကျဲဆေးပင်တွေဟာသူတို့ရဲ့လမ်းကြောင်းကနေပြီးတော့လွဲဖယ်ပြီးတော့မသွားသလိုအဋိဋ္ဌာဏပါရမီကျတော့ဘာဥပမာပါလဲဘာဥပမာတော့မှတ်မိတာပဲနော်ကြောက်တောင်လို့ကြောက်တောင်ဟာဆိုရင်ရက်၄မျက်နှာအရက်၈မျက်နှာကနေပြီးတော့တိုက်ခတ်တဲ့လေကြောင့်မတုံလို့သလိုမလှုပ်ရှားသလိုမေတ္တာပါရမီကျတော့ဥပမာပါတော့ရေလို့တဲ့ရေဟာဆိုလို့ရှိရင်လူယုတ်မှာသူတော်ကောင်းမရွေးပဲနဲ့အေးမြစေသလိုနောက်ဆုံးဥပိ္ပခာပါရမီကျတော့မြေကြီးလို့တဲ့အဲ့ဒါတွေကိုနမူနာပြီးတော့နမူနာထားပြီးတော့ဖြစ်ခြင်းရမှာတဲ့ဘုရားတော်ရဲ့အလောင်းတော်သူမိတာရှင်ရသေးအဲ့ဒီဘဝတုန်းကအဲ့လိုခိုင်ခိုင်မာမာတော့ကြိုးစားပြီးတော့နော်ကိုတိုက်တွန်းပြီးတော့လေးအသင်ခြင်းနဲ့ကဘာတသိန်းအဲ့ဒီပါရမီတွေကိုဖြစ်ခြင်းခဲ့တာအဲ့တော့အဲ့ဒီပါရမီကလည်းအစဉ်30ရှိတယ်မူလပါရမီရဲ့ဥပပါရမီရဲ့ပရမတ္ထပါရမီရိုးရိုးဖြစ်ခြင်းတာကြတော့မူလပါရမီခန္ဓာကိုယ်และအင်္ဂါတွေကိုဆွန့်လွတ်ပြီးတော့ဖြစ်ခြင်းတာကြတော့ဥပပါရမီအသက်အသေးခံပြီးတော့ဆွန့်လွတ်တာကြတော့ဘာလို့ပရမတ္ထပါရမီဖြစ်ခြင်းတာကြတော့ပရမတ္ထပါရမီဆိုပြီးတော့အဲ့ဒီလို3မျိုးပါရမီတစ်မျိုးတစ်မျိုးမှာမူလပါရမီဥပပါရမီပရမတ္ထပါရမီဆိုပြီးတော့ဘယ်နှမျိုးစီရှိတော့3မျိုးစီရှိတယ်ပါရမီ10ပါးဆိုတော့3နဲ့မြောက်လိုက်တော့ဘယ်လောက်ရတော့30ပါရမီ10ပါးအပြား30ဆိုတာအဲ့ဒါပါပဲเนาะဒါကြောင့်မို့ဦးဇင်းတို့တရားနာပြီးတတ်တို့တွေဒီတရားဓမ္မကိုနာကြားလိုက်ရတယ်ဆိုတို့ကိုးဝယ်ပြီးတော့နေတဲ့မြတ်စွာဘုရားဒီလိုပါရမီတွေကိုဖြည့်ကျင့်ပြီးတော့လာခဲ့တာတို့တွေလည်းပဲဖရာအလောင်းသူတော်ကောင်းကြီးတွေကိုအတုယူပြီးတော့တတ်နိုင်သမျှဟောဒီလိုပါရမီတွေကိုဖြည့်ကျင့်ရမှာပဲဆိုပြီးတော့ဒီလိုသိပြီးတော့ကြိုးစားကြဖို့လိုအပ်ပါတယ်ပေါ့ဓမ္မောတတံပိတဝဧသဝိတံတဗံသမုဟတံအာဇရမရံတိတိဘာဝနိဗ္ဗာနံယန္တုတတောဧဇာ1395ခုယတုတာယာပြာဒိုလာဇံ4ရက်ညချမ်းရောက်လာမင်္ဂလာကာလသမယ၌ဓမ္မောတရံလောဘဒေါသမောဟစိတ်တော့ကင်းပြောက်ကြည်အေပါရမီဖြည့်ကျင့်နီးလို့ဆိုတဲ့တရားရည်စေကိုဗိဒဝဝန္တာရှင်များတောက်ကြရအနာကြရအကုန်သောကြောင့်ဝိတံတပံပူဇာညင်နောက်ကိလေသာအစိတ်အတာဟူသည်မြတ်သည်ဓမ္မဝတ္တမဝတ္တုပိဋ္ဌာဘတွင်ရင်မတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောက်ပေမရအောင်ပဲပြောရပါစေတည်းအာဇရာမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းတတ်သော
တေနိဗ္ဗာန်ကိလေသာဟုအပုခတ်သိအင်းကြီးရာစိပိပေထသောနိဗ္ဗာန်နိဗ္ဗာန်လောကအေမြို့တော်သောသာတော်တရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်ပိဋကများတို့သည်ယန္တုပါရမီစင်စဉ်မြင့်ထမြင်၍မလင့်ပုံသေးဆိုင်ရောက်တော်မူနိုင်ကြပါစေကုန်သတည်းအလုံးသောတရားရှိခင်စိတ်ကောင်းဝင်ကြကုန်သောဓမ္မမိတ်ဆွေသူတော်တင်သူတော်ကောင်းများခင်ဗျာယနေ့ညတတိယမြောက်ညကျွန်တော်တရားဓမ္မဟောကြားတော်မူသောဆရာတော်သံဃာတော်ရှင်သူများဓမ္မပူဇာအနေနဲ့လူတန်းကြတဲ့တော့ဝတ္ထုငွေများကိုကျွန်တော်တူချင်းကတ်လူမဲ့လူရှင်များကိုကြော်ညာပေးပါမယ်တူချင်းကတ်လူတဲ့နေရာမှာကပ္ပယကာရခအဖြစ်ဦးမင်းဆွေကြွားရောက်ပါရန်ကပ္ပယကာရခပြုလုပ်ပေးပါရန်ဖိမှန်တကပြောရပါလေဟုတ်ကဲ့ကပ္ပယကာရခကိုကျွန်တော်ဦးကြည်သိန်းအနေနဲ့ကျွန်တော်ပြုလုပ်ပေးပါရန်ကျွန်တော်မြစ်တာခံရပါတယ်ဘုရားကျောင်းတရားကမကြီးဒုခင်လေးအသက်80နှစ်ကောင်းမှုအလူတော်ငွေသက်သိန်းကျပ်ဒီကိုမကြီးရဏတိုက်အထီတိုက်မိသားစုမှကြွရောက်ကတ်လူပေးပါရန်ဖိမှန်တကပြောရပါတယ်ခင်ဗျာကိုမောနေမခင်မောင်လေးအစဉ်တဲ့တာရုပ်နဲ့တာရုဟုတ်ကဲ့နောက်ကျွန်တော်လူသားနဲ့လူရှင်များကတော့ဦးမိုးနဲ့မခင်မောင်ဝင်းအေဝမ်းရွှေဆိုင်မိသားစုမှကိုစားပြုပြီးတော့ကတ်လူပေးပါရန်ဥကြည်သိမ့်မှကိုစားပြုကတ်လူပေးပါရန်လူတော်ဝေဓမ္မဘုရား9000ကျပ်တိဖြစ်ပါတယ်ခင်ဗျာသာဓုနောက်တစ်ပံသာသနာတရားကမကြီးဖြစ်တဲ့မိခင်ကြီးဒိုတင်မြောက်အားအမှုထား၍ဒေါ်သိမ့်ကိုခေတ္တစတိုမိသားစုမှဓမ္မဘုရားလူတော်ငွေ9000ကျပ်တိကိုကိုယ်တိုင်ကိုကြကြွားရောက်ကလူပေးပါရန်ဖိမှန်တကပြောရပါတယ်ခင်ဗျာအောင်တော်တန်ကျူရှင်စင်တဲ့ဒီလိုတော့ပါခင်ဗျာဟုတ်ကဲ့အောင်တော်တန်ပြီးတော့ကျွန်တော်ဥတင်တူဒုံမမောဘိုလာပြေးဆိုင်စင်တဲ့ဒီလိုတော့ပါသာဓုအောင်တော်တန်ကျူရှင်မိသားစုမှဓမ္မဝိဇာအနေနဲ့လူတော်ငွေ9000ကျပ်ကြီးကိုကြွားရောက်ကတ်လူပေးပါရန်ဖိမှန်တကပြောရပါတယ်ခင်ဗျာဦးတင်တူစင်တင်ပြုလုပ်ထားပါခင်ဗျာပူလာမြေဆိုင်
မောဖိုလာဖြင့်ဆံရောင်းဝယ်မိသားစုမှ9000ကျပ်တိတိကိုကြောရောက်ကလူပေးပါရန်ဖိမှန်တကပြောရပါတယ်ခင်ဗျာဟုတ်လားဟုတ်ကဲ့ကျွန်တော်ကိုစားပြုပြီးတော့ကလူပေးပါနောက်ဥတန်းတွင်ကိုမင်းနိုင်ဆင်းသက်ပြီးတော့ပါခင်ဗျာအာရုအာရုအာရုနောက်တို့ကကျွန်တော်ဥတန်းတွင်ကိုမင်းနိုင်ကိုမာဆိုင်ပြီးသားစုကဓမ္မကူဇာလူတော်ဝင်9000ကျပ်တိကိုတိုင်ကိုကြကိုယ်ကရောက်တယောက်ကလူပေးပါရန်ဖိမှန်တကပြောပါတယ်ဦးမောင်မြင့်တို့ထိဆင်းသက်ပြီးတော့ပါပညာတလလမ်းမှာဓမ္မပူဇာလူတော်ငွေ9000ကျပ်တိတိကိုတိုင်ကိုကြကြွားရကလူပေးပါရန်ဖိမှန်တကပြောပါတယ်ဥတ္တဟောတာနောက်တစ်ပတ်ကျွန်တော်ဒီညဓမ္မမေစီသူတို့ချင်းတရားနာလူကြီးသူတို့ချင်းများမှလူတန်းကြတဲ့အများကောင်းမှုအနေနဲ့အလူတော်မွေဓမ္မပူဇာ2,600,000ကျပ်တိတိကိုဥစ္စာဝမှာကတ်လူပေးပါရဖိမှန်တကပြောပါတယ်ခင်ဗျာကျိုးတော်ကြောင့်ဥပ္ပံကြွတော်ပါနောက်တစ်ပတ်ကျွန်တော်ဗရောမြိုင်စီခြေသူစည်းသားများမှာ1000ကျပ်နောက်ကျွန်တော်မိဘနှစ်ပါးဥထိုက်ထား၍ဥရည်ထေအောင်မွေးနေ့အကျော်တရားရိပ်ကပိမိသားစုမှာ1000ကျပ်ဒါကျွန်တော်ညစဉ်ညတိုင်းလူတဲ့ကျွန်တော်အမာခံလူရှင်တွေပေါ့နောက်တစ်ပတ်ဒုံမြင့်ရှိတ်စုအောင်အလှပြုပြင်မိသားစုမှာ9000ကျပ်နောက်တစ်ပတ်ကျွန်တော်ဥဆမ်းမြင့်အောင်ဒုခင်သိဝါဒနီဆိုင်မိသားစုညစဉ်ညတိုင်း9000ကျပ်အဲ့ဒါတည်းကျွန်တော်ဥပကျွေဒိုအေးမြင့်ရှမ်းသာအောင်သင်္ကန်းတိုက်မိသားစုက1,300ကျပ်ညစဉ်ညတိုင်းနောက်ကျွန်တော်ဥရှိဆွေဒိုကျင်ဝံပြည့်စုံကျော်ဆန်းဆိုင်ညစဉ်ညတိုင်းကျွန်တော်1,000ကျပ်အဲ့ဒါတည်းကျွန်တော်ကိုမျိုးမထေမာနမိသားစုကမျိုးအမကရွှေဆိုင်ကညစဉ်ညတိုင်း9000ကျပ်အဲ့ဒါဦးမောင်မြင့်ဦးအောင်မြင့်ဒိုတန်းအေးဟုတ်သေးကြောက်ညစဉ်ညတိုင်းကျွန်တော်9000ကျပ်9000ကျပ်နောက်တစ်ပတ်ကျွန်တော်ဦးညီညီလွင်ဒိုထထနဲ့သာသမီများမောင်အေးမင်းတိုင်မဣတိထလွင်မိသားစုကညစဉ်ညတိုင်းပေါ့1,100ကျပ်အဲ့ဒါတစ်ပတ်ကျွန်တော်စံမိသားစုလေယာသုံးပစ္စည်းရောင်းဝယ်ရေးကျွန်တော်1,000ကျပ်ညစဉ်ညတိုင်းနောက်တစ်ပတ်တိုနီလေးမိသားစုမှညစဉ်ညတိုင်း9000ကျပ်နောက်တစ်ပတ်ဥတန်းဆိုဒုလလဝင်မိသားစုစင်းလေးကံတာလန်းညစဉ်ညတိုင်းပေါ့သူက1,000ကျပ်အလုံးစုစုပေါင်းကျွန်တော်မတ္တိလူရှင်များကျွန်တော်9,000ကျပ်တိတိကိုဦးစံဦးကကိုစားပြုပြီးတော့ကတ်လူပေးပါရန်ဖိမှန်တကပြောရပါတယ်ခင်ဗျာအာရုအာရုအာရုနောက်တစ်ပတ်အခုတကထပ်မြန်ပြီးတော့ရောက်လာတဲ့ဒေါ်ဝေဝေအောင်မိသားစုသင်္ကန်းထွေးဆောင်နဲ့သင်္ကန်းတရှင်းဖို့ကျွန်တော်ငွေကတော့အလူငွေက1,100ကျပ်ကိုတိုင်တွားရောက်ကတ်လူပေးပါရန်ဟုတ်ကဲ့သင်္ကန်းကိုရှင်းဖို့ကျွန်တော်1,100ဖို့အဲ့ဒါဟုတ်ကျိုးလို့ဆောင်သာဓုသာဓုသာဓုအလုံးသာဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများခင်ဗျာအလုံးသာဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများခင်ဗျာ
အနေညတတိယညအနေနဲ့တခိုင်းဆရာတော်တန်ဃာတော်ရှင်သူများအလုံးစုစုပေါင်းဓမ္မပူဇာအနေနဲ့အလူတော်ငွေပေါင်းဟာ8,5,9,000ကျပ်ကြီးတွေကိုသင်္ကန်းကဒွိကြုံသင်္ကန်းက6ဆောင်တိတိကလူပူလိုပါနိုင်တယ်ခင်ဗျာသာဓုညီညီညာညာသာဓုခုပေးကြပါယံမြစ်တဲ့အခါပန်ကြအပ်ပါတယ်သာဓုသာ